မင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့အခြေခံမှာသိထားတဲ့လေးလာရမယ် grammar လေးတချို့ကိုထပ်ပြီးတော့သင်ကြားပေးတော့မှာဖြစ်ပါတယ်အဲဒီတော့ဆိုတော့ကိုရီးယားဘာသာစကားကိုသင်တဲ့အခါမှာအခြေခံမှာမသိမနေတော့သိထားမယ် grammar အနည်းငယ်လေးကိုစပြီးတော့သင်ပေးမယ်ပေါ့နော်ဆိုတော့ကြည့်ရအောင် grammar တွေမှာနံပါတ်1เนาะဆိုတော့အခြေခံမှာသိထားမယ် grammar ပေါ့နော်အများကြီးရှိ grammar တွေကတော့ကိုရီးယားဘာသာစကားမှာအများကြီးပဲအခု200 300ဝန်းကျင်လောက်ရှိတာဒါပေမဲ့အဲ့ဒါတွေအကုန်မို့ပဲနဲ့အခြေခံစကားပြောလေးအနေနဲ့ပြောလို့ရအောင်သိထားတဲ့ grammar လေး4-50ခုကိုဒီမှာစပြီးတော့သင်ပေးသွားမယ်ဆိုတော့ပထမဆုံးနံပါတ်1 grammar ကကျွန်တော်တို့ဗာလဲဆိုတော့ noun အပေါင်းအသက်ပါရင် e တဲ့အသက်မပါရင်ကတဲ့ဒီစကားလုံးရဲ့ grammar ရဲ့အဓိပ္ပာယ်ကဗာလဲဆိုတော့ noun ကဆိုတဲ့အဓိပ္ပာယ်เนาะအဓိကကဆိုတဲ့စကားလုံးကိုသုံးပါဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဆရာကဆရာမကညီလေးကညီမလေးကတငယ်ချင်းကအဖေကအမေကအဲ့လိုမျိုးကဆိုတဲ့အဓိပ္ပာယ်သုံးပါเนาะအဲ့ဒါကိုဆိုတော့ noun နဲ့တွဲပြီးတော့အဓိကသုံးလေးရှိတယ်เนาะ verb တွေဘာတွေနဲ့မသုံးဘူးသူကအဓိက noun နဲ့တွဲသုံးပါအဲ့တော့ဆိုတော့ဘာသာစကားတစ်ခုလေ့လာတဲ့အခါမှာ noun တို့နောက်ပြီးတော့ဗာရှိဦးမလဲ verb တို့ပြီးလို့ရှိရင် adjective တို့ဒါတွေကိုတော့သိထားဖို့လိုတာပေါ့နော်ဆိုတော့အခုလက်ရှိက noun နဲ့တွဲသုံးပါအဲ့တော့ noun ကဘာလဲဆိုတော့ဆရာတို့မြန်မာစကားမှာလည်းငယ်တော့သင်ခဲ့ဦးပါတယ်ဗာလဲသက်ရှိသက်မဲ့ dressy ဒရမဲ့ဟူသမျှကို noun ခေါ်သည်ဒီလိုမျိုးသက်မဲ့ပစ္စည်းတွေဟလားဒါပါလေ bob ပဲဒါလည်းပဲ noun လေနော်အခုပါလေဆရာလူဆိုလို့ရှိရင်လည်း noun ပဲသက်ရှိသက်မဲ့ dressy ဒရမဲ့အကုန်လုံးနော် noun လို့ခေါ်တယ်အဲ့ဒီ noun တွေနဲ့တွဲပြီးတော့သုံးလို့ရှိတယ်တဲ့နော်အသက်ပါလို့ရှိရင် e အသက်မပါရင်ကအဓိပ္ပာယ်က noun ကဆိုတဲ့အဓိပ္ပာယ်နော်ရှေ့ကအဲ့ဒီ noun ကဆိုတာကတော့ဥမာလူဆိုလို့ရှိရင်လည်းအဲ့ဒီလူကနော်ခွေးဆိုရင်လည်းအဲ့ဒီခွေးလေးကချစ်စရာလေးဒါမျိုးပြောတာနော်ဟောဒီအဓိပ္ပာယ်ကတော့ဒီအဲ့ဒီဆိုတဲ့စကားလုံးထည့်မကျတဲ့ရတယ်ကောင်းသားတွေကြက်ထားရမယ့်စကားလုံးက noun ပေါင်းအသက်ပါရင် e အသက်မပါရင်က noun ကဆိုတဲ့အဓိပ္ပာယ်အဲ့တော့အသက်ပါရင် e ဆိုတာဘာကိုပြောတာလဲဆိုတော့ဒီလိုမျိုးလေးကြည့်ရအောင် sound singing ကြပြီးတာနော်ငတ်တက်မှာနောက်ဆုံးချက်ခဲ့ဘူးတဲ့မိနစ် sound singing ဆရာသို့မဟုတ်ဆရာမအဲ့ဒီစကားလုံးရဲ့နောက်ဆုံးလုံးကိုကြည့်ရမယ်နော်ရှေ့ရလုံးမကြည့်အောင်နော်ဟောဒီနောက်ဆုံးမှာရှိနေတဲ့အလုံးမှာအောက်မှာဗာလဲနား e ရောနီဆိုပြီးတော့ဗာလေးပါနေတယ်မတ်တက်လေးပါနေတယ်အဲ့လိုမျိုးအသက်ပါလို့ရှိရင်ဘာတက်ပဲပါနော်ကြိုက်တဲ့အသက်ကအသက်ပါပြီဆိုတာနဲ့သူ့ကိုဘာနဲ့တွဲရမလဲ e ဆိုတဲ့စကားလုံးနဲ့တွဲပေးမယ်ဆိုတော့အပေါင်း e လေးလာပေါင်းလိုက်ဘာဖြစ်သွားမလဲ sound singing e ဆိုပြီးဖြစ်သွားမယ်နော်ဆိုတော့တကယ်လို့မြန်ကျတို့ကမနေ့ကဗာလဲအတန်စီကန်းချက်တွေเนาะအတန်နဲ့ပတ်သက်ပြီးတော့အတန်အကူးပြောင်းနေအတန်စီကန်းချက်တွေကိုလေ့လာထားပြီးဆိုတော့တက်နေလို့များမှတ်မိအောင်လို့ထည့်သုံးတယ်ဘာဖြစ်မလဲဟောဒီ e လေးကဒီမလေးကအတန်လာကူတော့အတန်အတွက်ကတော့မီဆိုပြီးထင်မှာပေါ့နော်ဆိုတော့ရေးရင်တော့ e လို့ပဲရေးမှာနော်ဒါလေးကိုတတိထားလာပြီးတော့ဖတ်အဲ့တော့ဖတ်တဲ့အခါ sound singing me ဆိုပြီးတော့ဒါမျိုးလေးဖတ်မယ် sound singing me ဆရာကဟာဒါမှမဟုတ်လည်းပဲဆရာမကနောက်မှာကိုပြောချင်တဲ့စကားတစ်ခုဆက်ပြောမှာပေါ့ဆရာကမြန်မာလူမျိုးဖြစ်ပါတယ်နော်ကျွန်တော်တို့ဆရာကအသက်ငယ်ပါတယ်ကျွန်တော်တို့ဆရာကအရန်ချောပါတယ်နော်ကျွန်တော်တို့ဆရာမကကိုရီးယားမှာနေပါတယ်ဆရာမကအရန်ချောပါတယ်ဒါမျိုးလေးတွေနောက်ကဆက်ပြီးတော့လိုက်မှာပေါ့ဟုတ်ပြီထပ်သွားကြည့်မယ်နံပါတ်2ဥပမာဘယ်လိုရေးပေးထားမလဲဆိုတော့အာဘောချီဒါလည်းပဲကြက်ပြီးသားမီးနေမယ်နော်အာဘောချီကဗာလဲအဖေဆိုတဲ့အဓိပ္ပာယ်ရှိတယ်အဲ့တော့နောက်ဆုံးလုံးကိုကြည့်မယ်နောက်ဆုံးလုံးချီမှာအသက်မပါဘူးအသက်ပါရင် e ကိုသုံးအသက်မပါရင်ခါကိုသုံးမပါတော့ခါလေးနဲ့တွဲမယ်ဘယ်လိုဖြစ်သွားမလဲအာဘောကြီးကအဖေကဆိုပြီးဖြစ်သွားမယ်နော်နောက်မှာစကားလုံးတွေအဓိပ္ပာယ်ဆက်လိုက်နေမှာပေါ့နော်ဆိုတော့အခုက e ခါလေးကိုပဲအရင်သင်ရမှာအဖေကနောက်မှာဘာဖြစ်မလဲအဖေကကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်အဖေကမိသက်သမားဖြစ်ပါတယ်အဖေကတက်ဆီမောင်းတဲ့ driver တက်ဆီ driver ဖြစ်ပါတယ်လို့အဖေကနော်ဆရာဝန်ဆိုလဲပါပဲလေဦးစာဆရာဝန်ဖြစ်ပါတယ်ဒါတို့နောက်မှာစာကြောင်းတွေဆက်ပြီးတော့လိုက်ပါဘူးနော်အဲ့တော့ဟုတ်ပြီနောက်ထပ်နံပါတ်3မှာထပ်သွားကြည့်ကြည့်မယ် e တို့အသက်ပါတယ်ကြပြီးသားနော် e တို့ကပါလေနာမည်နောက်ဆုံးစာလုံးမှာအောက်မှာဘာလေးပါနေလဲရာဥရောရူမှာမတ်တက်လေးပါနေတယ်အဲ့တော့အသက်ပါလို့ရှိရင်ဘာကိုသုံးရမလဲဆိုတော့ e ကိုသုံးရမယ်လို့ပြောပြီးသားအသက်မပါရင်တော့ဂါသုံးအခု e room ဆိုတဲ့ခေါင်းမှာအောက်မှာမတ်တက်ဆိုတဲ့အသက်ကြီးပါနေတဲ့အတွက်ကြောင့်မလို့ e လေးနဲ့တွဲသုံးပြီးမယ် e room မိဆိုအတန်ထွက်လို့ရှိရင်တော့ရေးရင်တော့ e room e လို့ပဲရေးမယ်အတန်ထွက်တော့မာလေးကဟိုပေါ်ကိုတက်ပြီးတော့အတန်ကူးသွားတော့ e room မိ
이름이 소위 남편 이름이 남해가 나오마 뭐 사비로 사정리 뭐 우마 세야로 시네베 저런 남해가 년래 집바에 저만 남해가 마튜 집바에 다မျိုးလေးတွေဆက်ဆက်ပြီးတော့လာပါပေါ့နော်ကျွန်တော်နာမည်ကကျွန်တော်ညီလေးရဲ့နာမည်ကဘယ်သူဖြစ်ပါလဲဆိုပြီးတော့လာလိမ့်မယ်โอเคဒါကနံပါတ်1ဒီနေ့အတွက်လေ့လာရတဲ့ grammar နံပါတ်1เนาะဒီနေ့မှာတော့ဆရာတို့ grammar ကို3မျိုးသင်ကြားပေးသွားမယ်เนาะဆိုတော့ grammar 3မျိုးမှာပထမဆုံးနံပါတ်1 grammar ကကြက်ထားမယ့်ဥစ္စာကဒီအပေါ်ပိုင်းလေးပဲကြက်ထားပဲအောက်ကဥမာတွေကကြက်စရာမလိုဘူးဟုတ်လား grammar ရဲ့ form ဖြစ်တဲ့အပေါ်ကပုံသင်နည်းတစ်ခုကိုကြက်ထားလို့ရှိရင်ရပြီပုံသင်နည်းက noun နဲ့တွဲသုံးမယ် noun အပေါင်းအသက်ပါရင် e အသက်မပါရင်ကအတိတ်ပဲက noun ကဆိုတဲ့အတိတ်ပဲ noun ကလူဆိုလဲလူခဟုတ်လားခွေးဆိုလဲခွေးခเนาะကြောင်ဆိုလဲကြောင်ကခွေးလေးကချစ်ဖို့ကောင်းတယ်ကြောင်လေးကချစ်ဖို့ကောင်းတယ်ဒါမျိုးလေးသုံးတာပေါ့โอเคပြီးတော့ဒုတိယမြောက် grammar လေးကိုဆက်ပြီးလေ့လာကြည့်အောင်နံပါတ်2ဒီနေ့အတွက်ဒုတိယမြောက် grammar ကဘာလဲဆိုတော့ noun နဲ့ပဲတွဲသုံးလေးရှိတယ်သူကလည်းပဲ noun အပေါင်းအသက်ပါရင် on ဆိုပြီးတော့သုံးမယ်အသက်ပါရင် အာဥတော့ဥကိုနတ်တက်ထဲတော့အသက်ပါရင်အသက်မပါရင်နနာဥတော့နုနတ်တက်ထဲနုအသက်ပါရင်တက်မပါရင်နုအတိတ်ပဲကကတော့ဟုတ်လား noun နဲ့တွဲပြီးသုံးလေးရှိရဆိုတော့ noun ကတော့တနည်းအားဖြင့်ဥမာဆရာဆိုလို့ရှိရင်လည်းဆရာကတော့မြန်မာလူမျိုးဖြစ်ပါတယ်เนาะအဖေကတော့ကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်အဲ့တော့ဆရာတို့အပေါ်မှာလေ့လာခဲ့တဲ့ e ခါဆိုတဲ့ကနဲ့ on ဆိုတဲ့ကတော့နဲ့ကအတိတ်ပဲကြီးစင်နေနည်းနည်းလေးဘာကွာသွားလဲဆိုတော့အပေါ်မှာရှိတဲ့ e ခါဆိုတဲ့ကောင်ဒီပုံမှန်အတိုင်းရိုးရိုးစကားလုံးတွေပဲသုံးတာတနည်းအားဖြင့်ကျွန်တော်ကဆရာဝန်ဖြစ်ပါတယ်ပြီးသွားပြီစကားကိုရိုးရိုးလေးပဲပြောတာဘာမှအထွေအထူးလေးလေးနဲ့ပါမလို့ဟောလို့မျိုး on ဆိုတဲ့ကောင်ကတော့နည်းနည်းလေးပူပြီးလေးနဲ့ကျွန်တော်ကတော့ဆရာဝန်ကြီးပဲဖြစ်ပါတယ်ဒါမျိုးစကားကိုပူပြီးလေးနဲ့အောင်ပြောတာဥပမာအဖေကလယ်သမားဖြစ်ပါတယ်ရိုးရိုးလေးပဲဘာမှစိတ်ဝင်စားကြမကောင်းအဖေကလယ်သမားဖြစ်ပါတယ်ပြီးသွားပြီအဖေကတော့ဟာလားအဖေကတော့လို့ပြောလိုက်ပြီဆိုတော့အဖေအကြောင်းကိုထူးတလေပြောချင်တဲ့အထိပဲပိုလေးနဲ့သွားတယ်ပေါ့နော်အဖေကတော့လယ်သမားပဲဖြစ်ပါတယ်မိသက်သမားပဲဖြစ်ပါတယ်ကုမ္ပဏီပိုင်ရှင်ပဲဖြစ်ပါတယ်ဒါမျိုးကတော့ဆိုတော့ပိုလေးနဲ့တယ်နော်ဒိဗယ်ကျွန်တော်နည်းနည်းစင်တယ်โอเคအဲ့တော့ကြည့်ကြည့်အောင်အသက်ပါရင် on အသက်မပါရင် no ဒိဗယ်ကတော့ဆိုတဲ့အထိအဲ့တော့ကြည့်ကြည့်အောင်ရောတုံးစင်ကဘာလဲညီမလေးဆိုတဲ့အထိဒီမှာမသိသေးတဲ့ meaning အသက်တွေပါလာလို့ရှိရင်နော်ကိုယ့်ဘာကိုတိုးပြီးတော့ကြက်မယ်နော်သိပြီးသား meaning ဆိုတော့ကြက်စရာမလိုဘူးနော်မသိသေးတဲ့အဲ့လိုအသက်တွေပါလာရင်ကြက်မယ်ရောတုံးစင်ကညီမလေးရောတုံးစင်မှာအသက်ပါတော့ဘာထည့်မလဲအသက်ပါရင် on အသက်ပါရင် on ဆိုတော့ရောတုံးစင် on အဲ့ဒီမှာဆရာတို့ဗာလဲရှေ့မှာတော့အတန်ကြောင်းတွေသင်ပြီးသွားပြီအာနဲ့တွေ့လို့ရှိရင်အာပေါင်းအာဆိုဘလို့အတန်ထွက်ကလဲဆိုတော့အာနဲ့တွေ့ငါဆိုပြီးတော့အတန်ထွက်ကလဲဒါကြောင့်မလို့ on ဆိုတဲ့ကောင်ဒီငါဆိုတော့ငွန်းဆိုပြီးစကားပေါ့နော်အဲ့တော့ရေးရင်တော့ရောတုံးစင်အသက်ပါတော့ on ဆိုတော့ရောတုံးစင် on လို့ပဲရေးမှာအတန်ထွက်မှသာလေအာနဲ့တွေ့တော့ငါအတန်ထွက်သွားတော့ on ကနေငွန်းဆိုပြီးထွက်သွားတယ်ရောတုံးစင်ငွန်းညီမလေးကတော့နောက်မှာပြောချင်တဲ့အကြောင်းအရာတစ်ခုဆက်ပြောမှာပေါ့ညီမလေးကတော့သူနာပြုဖြစ်ပါတယ်ညီမလေးကတော့ရှေ့နေဖြစ်ပါတယ်ညီမလေးကတော့အဆိုတော်ဖြစ်ပါတယ်ညီမလေးကတော့ဒန်ဆာဖြစ်ပါတယ်ညီမလေးကတော့ကျောင်းသူဖြစ်ပါတယ်ဒါမျိုးနောက်ကဖြစ်ပါတယ်ဆိုပြီးတော့ညီမလေးရဲ့အလုပ်အကိုင်လေးဟာလားညီမလေးရဲ့စစ်တီမွေတစ်ခုထည့်လို့ရတယ်အဲ့တော့ဟောဒီမှာရောတုံးစင်းဆိုတဲ့စကားလုံးမှာလေးပဲဟာလားဒုံစင်းဆိုတဲ့ဟောဒီစကားလုံးဒီညီလေးဆိုတဲ့အဓိပ္ပာယ်လေးရှိတယ်သို့မဟုတ်ညီမလေးဆိုတဲ့အဓိပ္ပာယ်လေးရှိတယ်။သူကဒုံစင်းလို့ပဲပြောလိုက်ပြီဆိုရင်ညီလေးလည်းဖြစ်တယ်ညီမလေးလည်းဖြစ်တယ်။အဲ့ဒါကိုမှရှေ့မှာရောပါလာပြီဆိုတော့အဲ့ဒါရောကဘယ်ကလာလဲဆိုတော့ကျွန်တော်တို့ကြက်ထားပြီးသားဖြစ်တဲ့ရောကြ main ကလေးဆိုမီနင်းကနေပြီးတော့ရောလေးကိုထည့်တယ်အဲ့ဒါဆိုတော့တေချာတယ်အဲ့ကောင်ကရောဆိုတဲ့ main ကလေးပါသွားပြီဆိုတော့ရောဒုံစင်းဒီညီမလေးကိုပြောတာဖြစ်သွားပြီ။နော်ညီလေးမပါတော့ဘူး။တကယ်လို့ဒုံစင်းလို့ပဲပြောရင်တော့စဉ်းစားမယ်ညီလေးလည်းဖြစ်တယ်သူတို့ညီမလေးလည်းဖြစ်တယ်နှစ်မျိုးလုံးဖြစ်တယ်လေအဲ့ဒါမှရှိမှရောကြရဲ့ရောလေးထည့်ပြီးတော့ရောသုံးစင်းလို့အဲ့လိုပြောတယ်အဲ့ဒါညီမလေးတဲ့ဟုတ်ပြီဒါဆိုရင်ညီလေးကိုဘယ်လိုပြောလဲညီလေးတို့မောင်လေးတို့ဘယ်လိုပြောလဲဆိုတော့နာအာတော့နာမတ်ထဲတော့နမ်ဂျာအာတော့ဂျာနမ်ဂျာဆိုတဲ့စကားလုံးရဲ့မူရင်းအဓိပ္ပာယ်ကယောက်ျားလေးတဲ့ရောကြကမိန်းကလေး
여자가 메인클리 남자가 여자리 အဲ့တော့ 여자가 여동생ဆိုပြီးတော့ 여자가 여ယူပြီးပြောတယ်ညီမလေး 남자 ဆိုတဲ့စကားလုံးကတကယ်လို့မြန် 남자 ဆိုတဲ့စကားလုံးက 남လေးကိုယူပြီးတော့ 남동생 ကိုပြောရင်အဲ့ဒါညီလေးဟုတ်လားဆရာအနေနဲ့ပြောမယ်ဆိုတော့ယောက်ျားလေးဆိုတော့ကိုယ့်ရဲ့အောက်ကသူညီလေးပေါ့တကယ်လို့မြန်ဆရာက main ကလေးဖြစ်ခဲ့မယ်ဆရာမတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ကိုယ့်အောက်ကငယ်တဲ့သူကိုမောင်လေးလို့ခေါ်တာပေါ့ 남동생 ညီလေးတို့မောင်လေးပြောတာအခုကရောတုံးစင်းဆိုတော့ညီမလေးထားပါတော့နော်ဒါကတစ်ခါတည်းမင်းလေးတွေကိုကြက်တဲ့အခါမှာအဲ့လိုမျိုးခွဲပြီးတော့စိတ်ဝင်စားမှုရှိအောင်မှတ်ကြတယ်အဲ့လိုမျိုးမှတ်ထားရင်မင်းလေးကပို့ပြီးတော့မှတ်မိလွယ်တယ်ပို့ပြီးတော့ခေါင်းထဲမှာဆွဆွဲနေတယ်မှတ်ကလွယ်တယ်ဒီလိုမျိုးလေးကြက်ကမယ်ဆိုတာကိုတစ်ခါတည်းရှင်းပြပေးတယ်နော်ရောတုံးစင်းအသက်ပါတော့ on နဲ့တွဲသုံးလိုက်တဲ့ညီမလေးကတော့တပန်းနှစ်ဥမာကြည့်အောင်ကိုဟန်းချက်ပြီးတာပါចောင်းသားလေးဒီစကလုံးနော်ငါတက်မှာတော့ကိုဟန်းမွေးရမည်နော်မွေးရမည်ကိုဟန်းမှာနောက်ထုံးမှာအသက်ပါနေတော့ဗာလေ on အသက်ပါရင် on ဆိုတော့ကိုဟန်း on ဆိုပြီးတော့ထည့်မယ်ဟာလားဟောဒီကိုဟန်းအောက်ကအားနဲ့ဒီဘက်ကအားနဲ့တွေ့တဲ့အခါမှာအားနဲ့တွေ့တော့ငါးတန်ထွက်တယ် on ကနေပြီးတော့ငါးတန်ထွက်တော့ငုံဆိုပြီးတော့အတန်ပြောင်းပြီးဖတ်ပေးမယ်နော်ဆရာတို့ကမနေ့မှာဟာလားအတန်ပြောင်းအတန်တန်နဲ့ပတ်သက်တဲ့အတန်အကူပြောင်းလို့အတန်ထွက်ပုံစီကန်းလို့နော်အတန်ထွက်ပုံစီကန်းတွေကိုလေ့လာပြီးတော့ဆိုတော့အဲ့ဒီကိုလေ့လာတဲ့ဥစ္စာလေးကိုတက်နိုင်လို့များထည့်ပြီးတော့သုံးကြည့်မယ်အဲ့ဆိုမမေ့တော့ဘူးပေါ့နော်ကိုဟန်း on လို့မထည့်ပဲလေကိုဟန်းငွန်းမွေးရညီကတော့ဆက်ပြောမှာပေါ့ဟာလားဆရာချင်းမွေးရညီကတော့ရန်ကုန်ဖြစ်ပါတယ်တကယ်လို့ဆရာကိုရီးယားနိုင်ငံကပါဆိုလို့ရှိရင်မေးမယ်ဟာမင်းဘယ်နိုင်ငံလာလဲမင်းမွေးရညီပမာရှိတယ်ကျွန်တော်မွေးရညီကတော့မြန်မာနိုင်ငံမှာဖြစ်ပါတယ်ရန်ကုန်မှာဖြစ်ပါတယ်ဒါမို့လေပဲကျွန်တော်မွေးရညီကတော့ရန်ကုန်ဖြစ်ပါတယ်မန္တလေးဖြစ်ပါတယ်တောင်ကြီးဖြစ်ပါတယ်ဒါမျိုးလေးတွေသုံးပါပေါ့တပတ်တော့ဂျီကော့နော်ဂျီတလုံးချင်းဖတ်ရင်တော့ဂျီအော့ဒါပေမဲ့ဗာလေ off ဆိုတဲ့နောက်ကဒီအတန်မဲ့ပြီးဆိုတော့ဟောဒီဂါလေးကိုကူပြီးဖတ်မယ်ဆိုတော့ဟောဒီဂါလေးကအပေါ်တက်သွားတယ် off ကနေပြီးတော့မှ cop ဖြစ်သွားတယ်ဂျီကော့ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဗာလေအလုတ်အကိုင်နဲ့အလုတ်အကိုင်နော်အလုတ်ကိုင်လို့ပြောတာဂျီကော့မှာလည်းအသက်ပါတော့ဗာဖြစ်မလဲ on လေးကိုထည့်မှာပေါ့ဂျီကော့ဘုံအသက်ပါရဲ့ on နော်အသက်ပါရဲ့ on အပေါ်မှာဆွဲပြပေးမယ်ပြန်ပြီးတော့အသက်ပါရဲ့ on အသက်ပါရဲ့ on ဖြစ်တဲ့ကြောင့်မို့ဂျီကော့မှာအသက်ပါတော့ဒါတော့ဗာထည့်သွားလဲဆိုတော့ဂျီကော့နဲ့ on နဲ့တွဲတယ်အားတန်လေးကအပေါ်တက်ပြီးတော့ဖတ်မယ်ဆိုတော့ဗာဖြစ်မယ်ဂျီကော့ဘွန်ဆိုပြီးတော့ဖတ်မှာပေါ့နော်ဂျီကော့ဘွန်အလောက်ကင်ကတော့ဟာလားကျွန်တော်အလောက်ကင်ကတော့ဆရာဝန်ဖြစ်ပါတယ်အင်ဂျင်နီယာဖြစ်ပါတယ်မိသက်သမားဖြစ်ပါတယ်ဗာလေလေရင်မောင်ဖြစ်ပါတယ်ဒါမျိုးကျွန်မအလောက်ကင်ကတော့သူနာပြုဖြစ်ပါတယ်ရှေ့နေဖြစ်ပါတယ်လေရင်မယ်ဖြစ်ပါတယ်ဆိုပြီးတော့နောက်ကကိုယ့်ရဲ့အလောက်ကင်နဲ့ပတ်သက်တဲ့စကားလုံးတွေဟာလားဖြစ်ပါတယ်ဆိုတဲ့ grammar လေးတစ်ခုကထပ်ပြီးတော့သင်လိုက်ပြီဆိုလို့ရှိရင်ကိုကြက်ထားတဲ့ meaning တွေအများကြီးကိုသုံးပြီးတော့ပြောလို့ရပြီเนาะကျွန်တော်ရဲ့အလုပ်ကိုင်ကတော့ဗာလေဆရာဝန်ဖြစ်ပါတယ် engineer ဖြစ်ပါတယ်အဲ့တော့ဒါလို့နောက်ထပ်ဒီနေ့အတွက်၃ခုမြောက် grammar တွေကထပ်ပြီးတော့လေ့လာကြည့်ရမယ်အဲ့ဒီ grammar တွေကဘာလဲဆိုတော့ဖြစ်ပါတယ်ဆိုတဲ့ grammar လေးเนาะဆိုတော့ဒီကောင်ကမှားပြီးတော့ပါလာဆိုတော့ဒါလေးကိုချက်လိုက်မယ်ဒါနဲ့မဆိုင်ဘူးเนาะဒါကစာအုပ်မှာစာအုပ်ထဲမှာမှားပြီးတော့ထည့်လိုက်ပြီးတော့စာအကြောင်းလေးအဲ့တော့နံပါတ်3 grammar မှာလေဒီနေ့အတွက်3ခုမြောက် grammar မှာဘာကိုကြက်ထားမလဲဆိုတော့သူကလည်းပဲအဲ့လိုပဲ noun နေလည်းပဲတွဲသုံးလို့ရှိရဲ့ noun about imita သူကအသက်ပါပါကြည့်ကြမလို့တော့ကွာ noun about imita ရှေ့မှာတော့ကဗာလေလေ့လာခဲ့တဲ့ကောင်က noun about အသက်ပါရင် e အသက်မပါရင်ကအဲ့ဒီကောင်ရဲ့အဓိပ္ပာယ်က noun ကဆရာကဆရာမကနောက်တစ်ခုကဗာလေအသက်ပါရင် on အသက်ပါရင် on အသက်မပါရင် no အဲ့ကောင်ရဲ့အဓိပ္ပာယ်ဗာလေကတော့ဆရာကတော့ဆရာမကတော့အဖေကတော့အမေကတော့ညီလေးကတော့ညီမလေးကတော့အသက်ပါမပါဘူးသူကခွဲတယ်ပါလို့ရှိရင် on အသက်ပါရင် e เนาะအခုကကျတော့ဘာမှခွဲကြမလို့ဘူးเนาะဘာလို့ပဲကြည့်ရမလဲဆိုတော့ဒါမပါဘူးဒါကမှားလားဆိုတော့ချက်မယ်ဒါပေမဲ့3လို့ကောင်းစင်တက်မယ် noun about imita တန်းပြီးတော့ imita ပေါင်းတယ် noun တွေကိုအဲ့ဒီ noun ဖြစ်ပါတယ်ဗါလေခုနပြောတယ်ဆရာဝန်ဖြစ်ပါတယ်တကယ်လို့မြန်ဆရာဝန်ကဗါလေဦးစာalors ça ဦးစာဆရာဝန်ဖြစ်ပါပြောချင်တယ် noun ဆိုတဲ့ဦးစာဆရာဝန်နဲ့ imita ဆိုတဲ့ခေါင်းလေးကိုလာကတ်ချလိုက်ဦးစာ imita ဆရာဝန်ဖြစ်ပါတယ်ဘသူ့အကြောင်းပြောချင်တယ်အဖေအကြောင်းပြောချင်လားရှေ့မှာဘာဩတော့ဘောချီမှာအသက်မပါတော့နုံးလေးနဲ့ကတ်လိုက်အဖေကတော့ဘောချီနော်အဖေကတော့ဦးစာ imita ဆရာဝန်ဖြစ်ပါတယ်ပြီးသွားပြီဒီနေ့
သင်ပေးလိုက်တဲ့ grammar 3ခုကိုသေချာလေးနားလည်အောင်လေ့ကျင့်ထားကြပါနော်ဥပမာစကားလုံးတွေအများကြီးကိုယ်စာအုပ်ထဲမှာချရေးကြည့်ပါ grammar ကကြတော့လေဆရာကဘလို့ပဲသေချာနားလည်အောင်သင်ပေးလိုက်တဲ့ပြောဗီဒီယိုလေးကိုကြည့်ပြီးဒီတိုင်းငါနားလည်ပါပြီ easy ပဲလုပ်လိုက်လို့ရှိရင်အချိန်တန်လို့ရှိရင်အဲ့ grammar တွေကပြန်မိတယ်မသုံးတတ်ဘူး grammar ကိုပိုင်ခြင်းနဲ့ကြည်ကြည်လေးနဲ့ရကြည့်နေဆိုရင်ဘာလုပ်ကြလဲဆိုတော့ဥပမာစာကြောင်းတွေကိုယ်ပိုင် idea တွေထုတ်ပြီးတော့အများကြီးလေ့ကျင့်ခန်းလေးလုပ်ကြည့်ပါနော်ဒါတော့ဒီနေ့သင်ပေးတဲ့ grammar 3ခုကိုကိုယ်ပိုင်စာကြောင်းလေးတွေနဲ့ကိုယ်ပိုင် idea တွေထုတ်ပြီးတော့ကိုယ့်အကိုလေ့ကျင့်ခန်းလေးနည်းနည်းလေးလုပ်ကြည့်ပေးပါဒါမှ grammar ကြီးကျင်းရပါအဲ့တော့သွားမယ်ထပ်ပြီးတော့โอเคဆိုတော့ noun အပေါင်းနဲ့ဗာလေ imida ဆိုတာကအတ္တိ noun ဖြစ်ပါတယ်သူက imida ရှိတယ်လို့ imika ဆိုတာလည်းရှိတယ်ဘာကွာဝါလဲဖတ်ကြည့်လိုက်မယ် imida နဲ့ imika နောက်ဆုံးတစ်လုံးလေးပဲကွာပါတယ် imida ကဖြစ်ပါတယ် imika ကျတော့သူကမေးခွန်းဖြစ်သွားတယ်ဖြစ်ပါသလားဥပမာဆရာဝန်ဖြစ်ပါသလားဆရာကိုမေးမြန်မာလူမျိုးဖြစ်ပါသလားဟောကိုကနိုင်ငံခြားဆရာကကိုရီးယားရောက်သွားတယ်ပဲထိုင်တော့ကိုရီးယားရောက်သွားတယ်ဟလာရှားနိုင်ငံခြားသားတွေအများကြီးတွေ့တယ်မင်းပဲနိုင်ငံလူမျိုးလည်းမင်းမြန်မာလူမျိုးဖြစ်ပါသလားဟလာကိုရီးယားသားတွေကမေးတယ်နော်ကိုရီးယားစကားပြောတာကောင်းတယ်အတန်ဖက်တော်လိုက်တာအတန်ဖက်ကောင်းတယ်ကိုရီးယားလူမျိုးဖြစ်ပါသလားဒါမျိုးမေးမှာကိုကမဟုတ်ဘူးဆိုလို့ရှိရင်တော့ဘယ်လိုဖြေလို့ရလဲဆိုတော့အာနီယိုမဟုတ်ဘူးမြန်မာလူမျိုးဖြစ်ပါတယ်မြန်မာစာတန်းဖြစ်ပါတယ်ဆိုလို့ရှိရင် imida လေးကတ်လိုက်မြန်မာလူမျိုးဖြစ်ပါတယ်မြန်မာစာနဲ့ imida အဲ့ဒါလေးပြောလိုက်ရမယ်နော်ကဲအဲ့တော့သွားကြည့်အောင်ဒီ noun ပေါင်း imida ဆိုရင်ဖြစ်ပါတယ် noun ပေါင်း imika ဆိုရင် noun ဖြစ်ပါသလားဒါဆိုလို့ရှိရင်လည်းဘောပင်ဖြစ်ပါတယ်ဆိုရင် imida ကိုသုံးမယ်ဘောပင်ဖြစ်ပါသလားဆို imika ကိုသုံးမယ်အဲ့လိုမျိုးလေးအဲ့တော့ကြည့်အောင်နော်သူကအသက်တွေပါမလို့ ego ဆိုရင်ဒီအရာကတော့ဂဲစန်းကြီးကျတော့ဗါလေဂဲဆိုပြီးနှစ်တန်မထွက်ကောက်နော်ပြောထားတယ်ဂဲဆိုပြီးတစ်တန်ပဲထွက်ကြတယ်ဂဲစန်းကြီးနောင်မလားခဏပေါင်းစဲလို့ပြောတာဒီအရာကတော့ခဏပေါင်းစက်နောင်ပေါင်း imida ဆိုတော့ခဏပေါင်းစက်ဖြစ်ပါတယ်ဒါကတော့ခဏပေါင်းစက်ပဲဖြစ်ပါတယ်လို့ပြောတာနော်ဆိုတော့ဟောဒီမှာ e ဆိုတဲ့ဥစ္စာကလည်းတောင်းသားတွေကြက်ပြီးတာဒီစကားလုံးလေးကိုပြန်ခွဲကြည့်ရအောင် e ဆိုတဲ့စကားလုံးကဗါလေသွားဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပြီးနံပါတ်2လည်းရှိတယ်ဗါလေဒီလို့ပြောတယ် THIS this လက်နဲ့ကင်ကြတာဒီဘောပဲဒီ white book ဟလာဘာဖြစ်လဲဒီ microphone ဒါမျိုးလက်နဲ့ကင်ကြတာ DA ကြီးနော်ဆိုတော့အနီးနားမှာရှိတဲ့ကောင်လေး D ဆိုပြီးတော့အဲ့ဒီကောင်သုံးတယ် gok ကတော့အရာကိုသုံးတာအဲ့တော့ဒီအရာကတော့နော်အတိအကျကြီးပြန်မယ်ဆိုဒီအရာကတော့ကဏ္ဍပေါင်းစက်ဖြစ်ပါတယ်ပို့လက်နဲ့ကင်ကြတာဒီအရာကတော့ဗါလေ smartphone သုံးတယ်ပန်ဖြစ်ပါတယ် electric pan ဖြစ်ပါတယ်ဒါမျိုးလေးဟုတ်ပြီနော်ဆိုတော့ကိုယ့်ရဲ့လက်နဲ့အနီးနားမှာရှိတဲ့အရာတွေကိုကင်ကြတာမျိုးလေးဟုတ်ပြီနံပါတ်2ဥပမာလေးထပ်သွားကြည့်မယ်အဲ့ဒါဗါလေ 한국 사람 입니까 noun အပေါင်း imida ဆိုလို့ရှိရင်ဖြစ်ပါတယ် imika လို့ပြောပြီးဆိုရင်အဲ့ဒါမေးခွန်းပေးကြတယ်နော် imika ဆိုဖြစ်ပါသလားတဲ့ 한국 사람ဆိုတော့ကိုရီးယားလူမျိုးတဲ့နော်ကိုရီးယားလူမျိုးဖြစ်ပါသလားအဲ့ဒီမှာအခုပြောပြကြလေးရှိတယ်တကယ်တော့ဟောဒီစာရမ်လို့ခေါ်တဲ့စကားလုံးကိုကြည့်ရအောင်စာရမ်ဆိုတဲ့စကားလုံးကသူ့ရဲ့အဓိပ္ပာယ်ကလူတဲ့နော်သူ့ကလုံးနဲ့ဆိုသူ့ရဲ့အဓိပ္ပာယ်ကစာရမ်ဆိုတာလူဒါပေမဲ့သူ့ရှိမှာနိုင်ငံတစ်ခုနဲ့တွဲလိုက်ပြီးဟန်ကုဆိုတာကကိုရီးယားသူ့ရှိမှာနိုင်ငံတစ်ခုနဲ့တွဲလိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီကောင်ဒီလူမဟုတ်တော့ဘူးဟလာဒီရှိမှာဟန်ကုလို့ခေါ်တဲ့ကိုရီးယားဆိုပြီးတော့နိုင်ငံဒါမှမဟုတ်လေမြန်မာလို့ပြောတဲ့မြန်မာနိုင်ငံဗီယက်နမ်နိုင်ငံဖိလစ်ပိုင်ထိုင်းနိုင်ငံအဲ့လိုနိုင်ငံနဲ့တွဲသုံးပြီးဆိုဟောဒီစာရန်ဒီရိုးရိုးတန်တန်ပြောရင်တော့လူသူ့ရှိမှာနိုင်ငံနဲ့တွဲပြီးသုံးလိုက်ပြီးဆိုတော့သူကလူမဟုတ်တော့ဘူးလူမျိုးဖြစ်သွားပြီเนาะအဲ့တော့ဒီစကားလုံးလေးကိုဖတ်ကြည့်ကြည့်အောင်နံပါတ်1 한국ကိုရီးယားစာရန်ကသူ့တလုံးနဲ့ဆိုတော့လူပဲရှေ့မှာ 한국လို့ခေါ်တဲ့ကိုရီးယားဆိုတဲ့နိုင်ငံကြီးပါလာတော့လူမျိုးဖြစ်သွားပြီကိုရီးယားလူမျိုး imida ဒီဖြစ်ပါတယ် imika ဆိုတော့ဖြစ်ပါသလားပေါ့เนาะကိုရီးယားလူမျိုးဖြစ်ပါသလားမေးဖို့မေးတာသူကကိုเนาะအတန်ထွက်ကောင်းတယ်ကိုရီးယားလူမျိုးဖြစ်ပါသလားကိုရီးယားလူမျိုးလားဆိုပြီးမေးလိုက်တာเนาะကိုကဟုတ်တယ်ဆိုရင်တော့လည်းဗါလေနဲဟုတ်ကဲ့ 한국 사람 입니다ဆိုပြီးတော့နောက်ဆုံးကကာလေးကိုချုပ်ပြီးတော့เนาะ 한국 사람 입니다ဆိုပြီးတော့ဒါမျိုးလေး 입니다 လေးနဲ့ပြန်ပြလို့ရတယ်ဟုတ်ကဲ့ကိုရီးယားမျိုးဖြစ်ပါတယ်ပေါ့မဟုတ်ဘူးဆိုလည်းမဟုတ်ဘူးပေါ့เนาะကဲဆိုတော့ 한국 사람 입니까အဲ့မှာလည်းပဲဒါလို့မနေ့ကဘာတွေတင်ခဲ့ရလဲအတန်အကူးကြောင့်အတန်ထွက်စီးကနေတင်ခဲ့အပ်ပါတယ်ဘာဟောဒီ 입니까 ဒီမှာဘာဟောအဲ့ဒီ if အောက်ကဘာဘိုးဖြူသည်ဘာလဲ
နောက်ကနမဖြစ်တဲ့ဟောဒီညီလေးနဲ့တွေ့ရမှာဖြစ်သွားတယ်ဘိုးကျူသည်နမနဲ့တွေ့ရင်မဖက်လိုက်ပြီးတော့မိုက်ဖက်ပါသွားတယ်ဒါကြောင့်မလို့ ik ကနေပြီးတော့ in ဖြစ်သွားမှာပေါ့အတန်အတွက်ကနော်ဒါလေးတွေကိုကိုယ့်ဘာကိုသတိထားပြီးတော့အတန်တွယ်လေးတွေပြောင်းပြီးဖတ်ကြည့်ပါ한국 사람입니까လို့ဖတ်ပဲလေ한국 사람입니까 한국 사람입니까အဲ့လိုဖတ်မယ် 입니까 ကိုရီးယားလူမျိုးဖြစ်ပါသလားအစားထိုးပြောလို့ရတယ်နော်한국ဆိုတာကတော့ကိုရီးယားကိုပြောတာနော်ဆရာတို့ကိုလေ့လာနေတဲ့ဘာသာစကားကိုရီးယားဘာသာစကားဆိုတော့ကိုရီးယားကိုဘယ်လိုခေါ်လဲဆိုတော့ကောင်းကောင်းသိထားဖို့လိုတယ်ရှေ့မှာမတင်ရသေးဘူးတင်တယ်ဒါဆိုလို့ရှိရင်တော့မင်းနဲ့အသက်အနေနဲ့ချက်ပါ 한국 ကိုရီးယားနော်အဲ့ဒီမှာအစားထိုးမယ်မြန်မာ사람입니까မြန်မာလူမျိုးဖြစ်ပါသလားဖိလစ်ပင်း사람입니까ထိုင်းလူမျိုးဖြစ်ပါသလားဆိုရင်태국 사람입니까နော်ဒါမျိုးလေးအစားထိုးပြီးသုံးလို့ရပါတယ်ကဲနောက်ဆုံးဥပမာတစ်ကြောင်းထပ်ပြီးတော့ကြည့်ကြည့်ရအောင်국어선에ကြည့်ကြည့်ရအောင်ဟောဒီ god ဆိုတာကအရာကိုပြောတာဒီ god ဆိုတဲ့ဥစ္စာလည်းအရာတူတူပဲအထိပ္ပယ်နော် e ဆိုလို့ရှိရင်တော့ဒီအရာကတော့ခဏန်းပေါင်းဆက်ပဲဖြစ်ပါတယ်ဒီမှာကျတော့ဂူးဆိုတဲ့အထိပ္ပယ်ကအဲ့ဒီတယ် e ဆိုလို့ရှိရင်ကိုယ့်ရဲ့လက်အနီးနားမှာရှိတယ်ဒီအရာနော်ကိုယ်နဲ့လှမ်းပြီးတော့ကန်လို့ရတယ်ဒီ smart book ဒီစာသင်တဲ့ကြောက်တင်ဘုတ်ဟလာဒီအင်ကြီးနော်ဂူးကြတော့ကိုယ်နဲ့နည်းနည်းလှမ်းသွားပြီနော်ဂူးအဲ့ဒီဟိုမှာမြင်နေရတဲ့အဲ့ဒီနံပါတ်ဒါမျိုးအဲ့ဒီအမဲရောက်နော်အဲ့ဒီခဲရောက်ဒါမျိုးလေးကိုယ်နဲ့နည်းနည်းလှမ်းသွားတဲ့အခါမှာဂူးကိုသုံးတယ်။ဒါကြည့်ဂူးအဲ့ဒီအရာက move off ဆိုတဲ့စကားလုံးကျောင်းသားကြီးမသိသေးဘူးအလွတ်ချက်ကပါမယ် move off ဆိုတာကအဓိပ္ပာယ်ကဘာတဲ့ဘာနော် WHT what ဘာလဲ what ဆိုတာဘာလဲဆိုပြီးတော့ငယ်တော့စလေတကယ်ချင်းဒီအင်္ဂလိပ်စာရလား WHT what ဆိုတာဘာလဲအဲ့လိုဖြစ်နေဝင် move off ဆိုတဲ့အဓိပ္ပာယ်ကဘာနော် move off နောက်ပေါင်း imita ဆိုလို့ရှိရင်တော့ move off imita ဆိုတော့ဘာဖြစ်ပါလဲတော့မရှိဘူးလေနောက်ပေါင်း imika လေးဆိုတော့ move off imika အဲ့လိုပဲ move off imika မှာကြည့်ကြည့်အောင် move on အောက်ကစသက်လေးကနောက်ကအားပါကိုပိုင်အတန်မရှိတော့ကူကတော့ imika နေပြီးတော့မှရှီဖြစ်သွားမယ်ဘိုးကျူကလည်းပဲဟလာဘာစီလဲနားမနဲ့တွေ့တော့မှားဖြစ်မယ်ဆိုတော့ move off shimnika ဆိုပြီးတော့ဒါမျိုးလေးဖြစ်သွားမှာပေါ့နော် move off shimnika ဘာဖြစ်ပါလဲဆိုတော့မေကုန်းမိလိုက်တာ Google စွန်ဒီမှာလဲစနဲ့အားနဲ့ဒီအားဒီကိုပိုင်အတန်မရှိတော့ on ကနေပြီးတော့မှစတန်လေးကိုယူလိုက်တော့စွန်ဖြစ်သွားမှာပေါ့အတန်တော့ကိုပြောရတော့ရေးတော့အဲ့ဒါပဲရေးရမယ် Google on လို့ပဲရေးရမယ် Google on move off imika လို့ပဲရေးမယ်အတန်ထွက်တဲ့အခါတော့အတန်အဖူးပြောင်းလေးတင်ပြီးဆိုတော့ light ထွက်ကြည့်မယ်စနဲ့အားနဲ့ဒီတော့အတန်ကအပေါ်တက်သွားမယ်အားကကိုပိုင်အတန်မရှိတော့စကအပေါ်တက်သွားတော့ Google စွန်အဲ့အရာကတော့ move off ik ကနေပြီးတော့မှပါတယ်ဟောဒီ ik ဒီစဒီအပေါ်ကအတန်ယူကတော့ shift ဖြစ်သွားမယ်ဘိုးကျူကနားမနဲ့တွေ့တော့ဘာဖြစ်သွားလဲမားပက်လိုက်သွားတော့ shift ကနေပြီးတော့ရှင်းဖြစ်သွားမယ် Google စွန် move off shimnika Google စွန် move off shimnika အဲ့အရာကဘာဖြစ်ပါလဲကိုကကိုရီးယားနိုင်ငံရောက်သွားလို့ကိုမသိတဲ့အကြောင်းအရာရှိတယ်ဆိုရှင်အမဒီဘောဗီလေးကိုကမမြင်ဘူးဘာမှမသိဘူး Google စွန် move off shimnika အဲ့ဒါဘာဖြစ်ပါလဲအဲ့ပြီးတော့မညို့တို့မေးလို့ရတယ်ကိုမသိတဲ့အကြောင်းအရာလေးနော်โอเคဒါဆိုလို့ရှိရင်တော့ဆရာတို့ဒီနေ့မှာအခြေခံ basic မှာသင်ရတဲ့ပထမစုစုပေါင်း10မျိုးလောက်ထဲမှာပထမဆုံးနေ့မှာတော့ဒီ3မျိုးကိုလေ့လာခဲ့တာဖြစ်တယ်အဲ့တော့ဒီ3မျိုးမှာကျောင်းသားတွေအဓိကကြက်ထားမယ့်ဥစ္စာကိုနောက်ဆုံးတစ်ခေါက်ပြန်ပြီးတော့နှွေးပြီးတော့ပြောပြပေးပါမယ်အဲ့ဒါကနောက်ဆုံးကြက်ထားမယ့်အဓိကကြက်ထားမယ့်ဥစ္စာလေးတွေကခေါင်းစဉ်လေးတွေပါပဲဒါနဲ့လေနောင်ပေါင်းအသက်ပါရင်ဤအသက်မပါရင်ကအဓိပ္ပာယ်ကအဲ့ဒီနောင်ကနော်ဟောဒီရှေ့ကအဲ့ဒီဆိုတဲ့စကားလုံးကိုထည့်မကျက်ရရင်နောင်ကနောင်ပေါင်းအသက်ပါရင်ဤအသက်မပါရင်ကနောင်ကဟုတ်မှာထုံးစင်းနေအသက်ပါတော့ဤထုံးစင်းနေမိဆရာမကသို့မဟုတ်ဆရာကအာဘောကြီးအသက်မပါတော့ကအာဘောကြီးကအဖေကဤတော့အသက်ပါတော့ဤနော်အတန်ကူလိုက်တော့ဤတော့မိနာမည်ကဗာလေနာမည်ကအောင်ရဲဖြစ်ပါတယ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒါမျိုးလေးနော်ဒုတိယမြောက် grammar ကစက်ထားမယ့်ဥစ္စာဒီ grammar form ပဲစက်ထားမယ်နော်အောက်ကဥပမာတွေကစက်စရာမလိုဘူးကိုသိပြီးသား meaning တွေနဲ့ကိုသိထားတဲ့ grammar form ဒါလေးတော့စက်ခါမယ်နော်ခေါင်းစဉ်လေး grammar အသုံးပြုမှု form လေးကိုစက်ထားပြီးဆိုလို့ရှိရင်ဥပမာတွေကအကုန်လိုက်ပြီးအစားထိုးရှင် easy ဖြစ်သွားပြီနော်ဆိုတော့နောင်အပေါင်းအသက်ပါရင်အသက်မပါရင်နော်အဓိပ္ပာယ်ကနောင်ကတော့ရောတုံးစိတ်ညီမလေးအသက်ပါတော့အားနဲ့တွေ့တော့အတန်ပြောင်းပြီးဖတ်ကြည့်မယ်ရောတုံးစိတ်ငုံညီမလေးကတော့သူနာသူဖြစ်ပါတယ်ကိုဟျန်းငုံဝေးရမြေကတော့အသက်ပါတော့
နော်အတန်အခုတော့ငုံဖြစ်သွားမယ်အားနဲ့တွေ့တော့ဂျီကောဘာကအားနဲ့တွေ့တော့အတန်ကူလိုက်တော့ဘွန်းဖြစ်သွားမှာပေါ့ဂျီကောဘွန်းနော်ဟောဒီကွာကအပေါ်တက်တယ်ဂျီကောဘွန်းအလုတ်ကင်ကတော့ဆရာဝန်ဖြစ်ပါတယ်ဒီမှာတော့အသက်ပါလာကြီးပဲပြောရတာတကယ်လို့များအသက်မပါလာတော့ပြောကြည့်အောင်နော်ဘာဖြစ်လဲပေါ်မှာအလွယ်တကူဆိုရှင်ချက်ထားပြီးသားအာဘောချီနိုဒါမျိုးလေးအဖေကတော့ဆရာဝန်ဖြစ်ပါတယ်ဆရာဝန်ကဝီစာဖြစ်ပါတယ်ကပါလေနောင်အပေါင်းအင်းနေတာအဖေကတော့ဆရာဝန်ဖြစ်ပါတယ်ဆိုပြီးတော့ဒါမျိုးလေးလိုက်နော်တက်ပါတဲ့ဥစ္စာရောအသက်မပါတဲ့မင်းတွေကိုလေ့ကျင့်ကြည့်ပါចောင်းသားတွေဒီနေ့အထိကျက်လာတဲ့မင်းတွေကစုစုပေါင်းအလုံး300ကျော်လာနော်ဒါဘေးစစ်မှာတွေကလေတနေ့ကိုအလုံး30ကျက်လာတာစုစုပေါင်းမင်းတွေအလုံး300ကျော်လောက်ရှိပြီဆိုတော့အဲ့ဒီမင်းတွေအလုံး300ကျော်လေးတွေကိုကိုသိထားတဲ့ကိုကြက်ထားတဲ့ grammar form လေးအစားထိုးပြီးလေ့လာကြည့်ပါနောက်ဆုံးကတော့ဗာလေဟောဒီကောင်မပါဘူးနော်မှားနေတာတို့ချက်နံပါတ်3နောင်ပေါင်း indica ဆိုရင်ဖြစ်ပါတယ် indica ဆိုရင်မေခွန်းဖြစ်ပါသလားဗာလေ equal ဆုံးခေစံတီမီတာဒါကခဏန်းပေါင်းတဲ့ဖြစ်ပါတယ်ကိုရီးယားလိုဖြစ်ပါသလားကာဆိုဖြစ်ပါသလားဒီအရာကတော့အဲ့ဒီအရာကတော့ဘာဖြစ်ပါလဲနော်ဒီကောင်းစင်လေးတွေကြက်ထားလို့ရှိရင်ရပါပြီကောင်းစင်လေးတွေကအဓိကပေါ့နော်ဒါလေးတွေကအဓိကပါပဲနော်နောင်ပေါင်း indica ဆိုဖြစ်ပါတယ်ကာဆိုဖြစ်ပါသလားတဲ့ကဲဆိုတော့ဒီနေ့မှာတော့ဒီ grammar 3ခုနဲ့ပဲကျွန်တော်တို့စပြီးတော့ရပ်လိုက်ပါမယ် grammar ကအရေးကြီးတဲ့အတွက်ကြောင့်မို့လို့နားလည်စေချင်လို့နည်းနည်းချင်းဒီပဲသွားပါမယ်ဆိုတော့ဒီ grammar 3ခုကိုတေချာလေးကျင့်ရတဲ့အထိဥပမာစာကြောင်းတွေအများကြီးရေးပါကိုသိထားတဲ့မီနစ်အလုံး200 300လောက်ရှိတယ်အဲ့ဒါလေးတွေကိုတွဲပြီးတော့စာကြောင်းတူလေးတွေလေ့ကျင့်ကြည့်ပါဥပမာဖြင့်ဆရာကတော့မြန်မာလူမျိုးဖြစ်ပါတယ်ဆရာကတော့ဘာဖြစ်လဲကိုရီးယားသင်တန်းဆရာဖြစ်ပါတယ်ကျွန်တော်ကတော့ကိုရီးယားသင်တန်းဆရာဖြစ်ပါတယ်ကျွန်တော်ကတော့ဘာလဲသူနာပြုဖြစ်ပါတယ်ကျွန်တော်ကတော့ရှေ့နေဖြစ်ပါတယ်ဆိုပြီးတော့ကိုကြက်ထားတဲ့မင်းတွေအများကြီးကိုစာကြောင်းတူလေးရေးနဲ့ဥမာလေးလေ့ကျင့်ကြည့်ပါပြီးလို့ရှိရင်ကိုလုပ်ထားတဲ့ grammar တွေမှန်လားမှားလားသိချင်လို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့เนาะအောက်မှာ comment လေးတွေပေးပြီးတော့အိမ်စာထည့်ခဲ့လို့ရပါတယ်အိမ်စာစစ်ကြည့်ပြီးတော့မှန်လားမှားလားလေးပြန်ပြီးတော့မှားတဲ့စကားလုံးတွေရှိရင်တော့ပြန်ပြီးတော့ပြင်ပြသွားရမယ်โอเคဆိုတော့ဒီနေ့ရဲ့ grammar lesson ကတော့3ခုပါပဲဆိုတော့မနေ့ဖန်ကြတော့မှပြန်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်